မင်္ဂလာပါရှင်ဒီနေ့ကတော့လက်ဆောင်လေးတွေစားမယ်သူမလေးပေးတဲ့ပတရသူမလေးပေးတဲ့ပစွန်စီလေးနဲ့ဒေသချင်းကိုကြီးပေးတဲ့ငှက်ပြောသီးကိုငှက်ပြောသီးပေါ်ပစွန်စီလေးတွေတင်ပြီးတော့စားပါတယ်ပိန်နာဝါတော့မသိဘူးအဲ့တော့လက်ဆောင်လေးတွေကိုလို့စားပါတယ်ဟာတော့ကော်ဖီလေးနဲ့အားလုံးစားပါကြပါအောင်ရှင်ကျမကအဲ့လိုစားပါတယ်ပိန်ချင်းဝါချင်းကတော့မသိပါဘူးပိန်နာဝါတော့မသိပါဘူးရှင်ဒီမှာပါမပြောသီးလေးတွေပေါ်မှာအစွန်စီလေးတွေစမ်းထားပါတယ်အစွန်စီလေးဒါလက်ဆောင်တွေပေါ့နော်လက်ဆောင်မေတ္တာစာလေးတွေပေါ့ဒီကောင်ဒီကောင်းတာပြောနော်ညာတော့မသိဘူးဟိုကကြိုက်တယ်အဲ့စီကတော့မစားရကောင်းတာပေါ့နော်ဒါပစွန်စီကတော့အရင်ကြိုက်တော့မပြောသေးတဲ့ပစွန်စီနဲ့စားကြည့်ကောင်းတယ်မပြောသေးပြီကျန်တဲ့လက်ဆောင်ပေးသွားလာအဲ့တော့လက်ဆောင်စာလေးတွေကိုမနေ့စောစောစီမြစ်တာပို့ပြီးစားလိုက်ပြီနော်တော့ကောင်းလားမပြောသေးတယ် organic ချန်ရက်ပေးမဲ့ပစွန်စီရတဲ့လက်ဆက်ရှမ်းနေကောင်းတယ်ရန်နေကောင်းတယ်ရန်နေဝါရတော့မသိဘူးမပြောသေးရဒီတိုင်းဆိုကြိုက်တော့မကြိုက်အဲ့ပစွန်စီနဲ့စားတော့ကြိုက်ကျေးဇူးတင်ပါတယ်စားကြည့်ပြီလို့ဒီထိုင်နေမှာလို့စားလိုက်အမေစားရင်မကြိုက်စားမကြိုက်တော့တော့ကြိုက်တယ်ဘာမှမပြောတတ်ဘူးနော်ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါ